ခုချိန်မှာတော့ဆရာမကြီးနဲ့ကျွန်တော်နဲ့ဘန်ကောက်သွားဖို့အတွက်လေဆိပ်မှာ breakfast စားနေတာဖြစ်ပါတယ်ဘန်ကောက်လေဆိပ်ကိုရောက်ရှိပါပြီHWC တင်တော့က Margaret ကလာချိုပေးတာဖြစ်ပါတယ်ပစ္စည်းတွေရွေးဖို့စောင့်နေပါတယ်ဒါတော့ပြင်ရောက်တော့ပါပြီဆရာမနီတို့ကလာချိုပေးတာဖြစ်ပါတယ်ရောက်ပါပြီဘန်ကောက်ရောက်ပါပြီမယ်ရီပါဆရာမကြီးတော့ရှေ့မှာပါညဘက်မှာတော့ကျွန်တော်ဘန်ကောက်ရဲ့အလှပလေးတွေကိုကျွန်တော်တို့ရှုစားကြတာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့လမ်းဘေးမှာပဲဒီလိုပဲချစ်လို့စားတောင်းလို့ကြပါတယ်အိမ်မှာမီးမလာလို့တော့မဟုတ်ဘူးเนาะဆိုရင်တော့နှစ်ဖက်အသင်းဟာဟိုကမကူရေမရှူတန်းစားတောင်းနေကြဖြစ်ပါတယ်ခင်ဗျာကဲဒီနေ့တော့ဒီလောက်ပါပဲဗျာလက်ပြန်မှာဘာတွေလုပ်မလဲစကြည့်ကြတော့